ငါကျွန်းတနုံနေသားသမီးမရဏဖွားတွေဟာလူချစ်လူခင်များတယ်ဒါပေမဲ့လို့အခြေရင်းနဲ့ပတ်သက်ပြီးတော့ကံမကောင်းတဲ့အတွက်ကြောင့်မလို့အခြေရင်းနဲ့ပတ်သက်လာပြီးဆိုရင်နောက်ထပ်ပြီးတော့ချစ်ဖို့မဝတ်မရဲတွေဖြစ်တယ်ကြောက်တယ်မိမိကိုချစ်တယ်လို့ပြောလာတဲ့ပုဂ္ဂိုလ်တိုင်းကိုသာလက်ခံခဲ့မယ်ဆိုရင်အိမ်တော်ကြီးကံစားတာနဲ့ပတ်သက်ပြီးတော့အိမ်တော်ဆက်များမယ်ဆိုတာမှန်တယ်ပေါ့မှန်ပါတယ်ဒါကိုပညာအတွေးခေါ်လို့ခေါ်တယ်လောကမှာအသိဉာဏ်ပညာအတွေးခေါ်ဘ ഹു တုဒ္ဒတွေနဲ့ပြည့်စုံလာတဲ့ပုဂ္ဂိုလ်ဟာငါဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာကိုသိလာပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရမကြီးကဟောတယ်လောကကြီးထဲမှာတဲ့ပညာတက်ရင်တက်တဲ့လောက်ချမ်းသာတယ်တဲ့လောကုတ္တရာမှာပဲဖြစ်ဖြစ်လောကီမှာပဲဖြစ်ဖြစ်ပညာတက်ရင်တက်တဲ့ပုဂ္ဂိုလ်ဟာချမ်းသာပါတယ်ပညာနည်းနည်းလေးတက်ရင်နည်းနည်းလေးချမ်းသာတယ်ပညာအများကြီးတက်ရင်အများကြီးချမ်းသာပါတယ်ဒီလိုမျိုးပညာတက်လို့ရှင်ချမ်းသာတယ်လို့ပြောတဲ့အခါမှာဘွယ်တုဂုံတို့ဒီဂရီတွေရမှလားဆိုတော့အဲ့လိုလေမဟုတ်ပါဘူးပညာဆိုတာပဝဇောက်နဲ့ညနှလုံးကိုပေါင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပဝဇောက်ဒီအသေးစိတ်လို့ခေါ်ပြီးတော့ညဒီသိတာကိုဖြစ်ပါတယ်ဆိုတော့ပညာလို့ပေါင်းရင်အသေးစိတ်သိတာကိုပညာတဲ့အဲ့တော့အသေးစိတ်ဆိုတော့ဘာလဲငါဒါလုပ်လိုက်ရင်ဘာတွေဖြစ်လာမှာလဲငါဒါမလုပ်လိုက်ဘူးဆိုရင်ဘာတွေဖြစ်လာမှာလဲဆိုတဲ့အကျိုးအကြောင်းအကောင်းဆုံးအကြောင်းအကျိုးတွေကိုနားလေသဘောပေါက်ပြီးတော့ခွဲခြမ်းစိတ်ဖြာနိုင်လာတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်ဆိုတော့လောကကြီးထဲမှာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပညာတက်လာရင်ချမ်းသာတယ်အောင်မြင်တယ်ဒါကိုနားလေရမှာဖြစ်တယ်ငါးကျွန်းတွေမှာမွေးဖွားလာတဲ့တနုံတွေသားသမီးမရဏဖွားကလူချစ်လူခင်များသလောက်အခြေရင်းနဲ့ပတ်သက်ပြီးတော့ကံမကောင်းမှုဆိုတဲ့နေရာမှာအခြေရင်းနဲ့ပတ်သက်ပြီးတော့ပြောပြလို့ရတဲ့တနင်္လာကျိုးဟာအဓိပတိဌာနလို့ခေါ်တဲ့နေရာဌာနမှာရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်တနုံနေသားသမီးမရဏနဲ့ကျိုးဆွဲမယ်ဆိုရင်ပက္ခလို့ခေါ်တဲ့ဆွဲညှိနေတဲ့သဘောတရားမှာပါတယ်တနုံနေသားသမီးမရဏဖွားတွေကချစ်သူထားပြီဆိုတဲ့အခါကျရင်အိမ်တောင်ဘက်အထိရည်ရွယ်ပြီးတော့ထားတယ်။အော်ဆရာရဲ့ချစ်သူထားပြီဆိုမှတော့အိမ်တောင်ဖတ်ဖို့အတွက်ထားတာဘောလို့ပြောရင်ဒီကနေ့ခေတ်မှာပြောလာခဲ့ရင်မမှန်တော့ဘူး။ဒီနေ့ခေတ်မှာကခဏလေးตาယာယုံကြီးစားထားတဲ့ပုံကိုယ်တွေကလူငယ်တွေဖြစ်လာပြီဆိုတာကိုသွားတွေ့ရတယ်။ဒီနေ့ခေတ်ထဲမှာအခြေရင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုဆိုတာလည်းမဖြစ်နိုင်တယ်လို့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုဆိုတာလည်းအလွန်တရာမှကိုမဖြစ်နိုင်တဲ့ခေတ်ကာလကိုရောက်လာပြီ။ဘာကြောင့်လဲဆိုတဲ့အခါကျစိတ်အာသာပြေယုံတော့ကြီးစားထားတဲ့ပုံကိုယ်တွေပုံများလာလို့ကျန်တာမကြီးနဲ့တငယ်ချင်းတွေတောင်မှအိတ်လို့ရတဲ့ခေတ်တငယ်ချင်းတွေတောင်မှအိတ်နေတဲ့ခေတ်ကြီးထဲမှာခင်ဗျားတို့အခြေရင်းမှာကံကောင်းမှုအိမ်တော်ရင်းမှာကံကောင်းမှုဆိုတာတော်တော်ကိုမလွယ်ကူတော့တဲ့အနေအထားမှာဖြစ်တယ်ဒါတွေကဘာကြောင့်ဖြစ်တာလဲလို့ပြောလာတဲ့အခါမှာအသိပညာအတွေ့အခေါ်ယူဆတွေမရှိကြတော့လို့ဖြစ်တယ်။ဒီဘက်ကတော့ပညာမတက်လို့လောက်လာပညာတက်တဲ့ပုဂ္ဂိုလ်တွေဒီလောကကြီးထဲမှာမရှိတဲ့အတွက်ကြောင့်မလို့မသူတော်တရားတွေသူရောမာတို့ရဲ့တရားတွေဒုစရိုက်တရားတွေထွန်းကားလာတာဖြစ်တယ်။ဆိုတော့ပညာကိုတကယ်ကောင်းကောင်းတက်လာအောင်ကြိုးစားအထောက်မှဖြစ်တယ်။ဆိုတော့ပညာကိုတကယ်ကောင်းကောင်းတက်လာပြီဆိုလို့ရှိရင်ဒီလောကကြီးကအေးချမ်းလာမယ်တာယာလာလိမ့်မယ်။ပညာမှာ2မျိုးရှိပါတယ်။အသိပညာရေးအတတ်ပညာရေးဖြစ်ပါတယ်။ဒီနေ့ခေတ်ကအတတ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေမရှာဘူးအတတ်ပညာထွန်းကားတဲ့ခေတ်မှာအသိဉာဏ်ပညာတွေအားနည်းလာတာကတော့အမှန်ပဲဖြစ်တယ်အသိဉာဏ်ပညာအားနည်းလာပြီဆိုတဲ့အခါကျရင်ကိုချင်းစာတရားတွေနည်းလာတယ်ဒီကိုချင်းစာတရားဒီလောကကြီးကိုအေးချမ်းမလားမအေးချမ်းဘူးလားတာယာမလားမတာယာဘူးလားဆိုတာကိုဆုံးဖြတ်ပေးတာဖြစ်ပါတယ်